ယောဂါတွေဘာတွေဖြစ်တာပေါ့ရေမတန်းတဲ့အခါလေးရေကိုကြိုချက်တောက်တာတွေဘာတွေမရှိဘူးရေစိမ့်တွေတောက်တဲ့အခါကျလူတွေကကျမ်းမာရေးခဏခဏတွေဖြစ်တယ်ပေါ့နော်အဲ့ဒီအချိန်မှာစစ်စဲကဒီရွာတွေမှာတော့စေကန်းတော့လိုပြီပေါ့နော်ဟိုတုန်းကဆိုလဲအဝေးကြီးတွေသွားရတယ်လေအရင်ခေတ်တော့မှဆိုစစ်စဲတို့ပေါ့နော်ဟိုအေဟောင်းမှနေလို့ဆိုရှင်စစ်စဲတွေပဲစေကန်းဖွင့်ရတယ်နော်နောက်စစ်စဲတွေအမြဲတမ်းညနေလေးနဲ့ဆိုရှင်ပုံမှန်စေကန်းဖွင့်ပေးတယ်နေမကောင်းထိုင်ပါဆိုရှင်စစ်စဲကျောင်းကစစ်စဲတွေဖွင့်နေစေခန်းလေးပဲသူတို့အားကိုးတယ်။နောက်ရွာထဲမှာကလေးတန်းဆိုတဲ့ဆေးဆရာတယောက်ရှိတယ်။အဲ့ကလေးတန်းကိုပဲခေါ်ပြီးဒါပဲသူတို့ကိုးတယ်။ကျမတို့ဒီမှာစေခန်းဖွင့်တဲ့အချိန်ဆိုမနေ့10နာရီကနေ7ခွဲအထိဖွင့်ပေးတယ်မနေ့ပိုင်း။ညနေကျတော့2နာရီကနေ4နာရီလောက်ထိဖွင့်ပေးတယ်။ချိန်မတော်ဖြစ်လေတွားခေါ်လို့ရှိရင်ပေါ့နော်။ဆယ်တို့နှိုးတာနဲ့အဲ့လိုလိုက်လာပြီးတော့ပေါ့နော်အဲ့လိုလိုက်ပြီးလုပ်ပြီးတယ်ပေါ့။အဲ့လိုချက်ချင်းစေးတိုက်အဲ့လိုပေါ့နော်အဲ့လိုနေဆက်ရအောင်လေသူတို့စေးပညာသင်ပေးတယ်ကျမဖေကပြောပါတယ်ဆယ်ပေါ့နော်ဒီမှာသူတို့ကုသလို့ရတဲ့ယောဂမျိုးဆိုလို့ရှိရင်လေဟိုအဖို့ဟောပေါ့စေအဲ့လိုဖျားနာတဲ့ပုံစံလို့ဆိုသူတို့အဲ့လိုမျိုးကုသပေးတယ်ဒီလိုမှမဟုတ်လို့ဟိုယောဂတွေပါလေကြီးတဲ့ဟာတွေပေါ့နော်အဲ့လိုမျိုးဖြစ်လို့ရှိရင်တော့တက်ဆိုင်တဲ့နေရာလို့သူတို့အဲ့ဒီခါမှာရန်ကုန်လို့ပါလို့ဆိုတာဟိုတော့ရန်ကုန်စိတ်ကပြရတယ်ဆိုတာကျမတို့တကဘယ်လိုကောမလဲအသေးအတန်ဖြစ်တဲ့လူတွေကိုပဲပြတယ်လို့ပဲအဲ့လိုမျိုးတဲ့အဲ့ခက်ကအဲ့လိုပဲရှိတယ်နောက်ပိုင်းကျမှဒီအရာလေးသိလာကြတာပေါ့ဟုတ်ကဲ့ဆိုသူတို့ရှိတကူဖြစ်ရင်ရန်ကုန်သွားရမယ်ဆေးရုံပြရမယ်ဆေးကန်းပြရမယ်ဆိုတော့သူတို့နားလည်ပြီလေနော်ဆိုအရင်သဘောကျတယ်အဲ့ဒါနော်သူတို့ကျမ်းမာရေးသူတို့ကယူဆိုင်တတ်တယ်သူတို့အကုန်ခံနေကျမ်းမာပတ်သက်လို့ရှိရင်ရန်ကုန်သွားရမယ်စရုပ်ကိုလည်းပြောတယ်ဒီနာဆေးရုံဆေးကလင်းတော့တခုပြည့်တဲ့ရန်ကုန်ကတန်းသွားရန်ကုန်မှာလည်းစရုပ်ကျောင်းမှာအကူညီပေးတယ်နော်စရုပ်ကျောင်းမှာရန်ကုန်မှာရှိတဲ့ဆေးမှာဆိုရှိတယ်ဆရာမတွေကဘယ်ယောဂဆိုဘယ်ဆောက်မှာတော့သူချိတ်ပေးလို့ရဆိုတော့သူတို့လည်းသိတော့အခုဆိုရှင်သူတို့လွယ်လွယ်ကူကူပဲအခုဆိုစရုပ်ဆေးရုံတော့ချိတ်ဆေးကပြတယ်လို့ဆိုရှင်သူတို့ချိတ်ပေးတယ်သူသွားတယ်နော်တော့ဘယ်လွယ်တယ်အခုကားတွေပါရင်လွယ်ဆိုတော့လေအဲ့ဒါအရင်ကစပါမဆိုင်တော့အများကြီးတိုးတက်လာတာပေါ့နော်နေလိုက်တဲ့ခါကျတော့ဗာတိရဆိုရေရလဲရှားတယ်ရေတော့အရန်ရှားတယ်အဲကြောင့်မလို့ကျမယူတက်ကသူတို့ကချို့ရင်ချက်တရားရှိတယ်ရေနဲ့ပတ်သက်ပြီးတော့တယ်နော်ကျမတို့ရွာမှာရေကန်တစ်ခုပဲရှိတယ်အဲ့ဒီရေကန်အားလုံးလူလဲဒါပဲသုံးတယ်တလိပ်ဆန်နဲ့ဒါပဲသုံးတယ်အဲ့လိုမျိုးပေါ့နော်နောက်စစ်စရိုးကကြတော့ဟိုရေကပန့်လုပ်တော့လေဟိုအနီတွေပဲရှိသေးတယ်ကောင်းကောင်းမွန်မွန်မဖြစ်သေးဘူးပေါ့နော်မိုးနေဆိုလို့ရှိရင်လေဝဘိုးတွေလေဝဘိုးတွေကိုအိမ်မှာရေတလောက်လုပ်ပြီးတော့အဲ့လိုခံထားရတယ်လေနော်အဲ့လိုရှိတယ်နောက်ပြီးတော့လည်းစစ်စရိုးကန်ရှိတယ်လေအဲ့ကန်မှာရေဖြည့်ထားတယ်တစ်နှစ်စာအတွက်သူတို့အဲ့လိုမျိုးပေါ့ပုံစံအဲ့လိုမျိုးလေးနော်မိုးတွင်းဆိုရင်ရေအပြည့်ရှိတယ်မိုးကုန်ပြီဆိုရင်ရေကမရှိတော့6တွင်းအဲ့ဒါဆိုရင်ကျမတို့တွေကဟိုဆက်မောင်းပေးရတယ်မောင်းပြီးတော့ပေးရတာပေါ့နော်ရွာသားတွေကိုရေတွေပါလေပေးတယ်လှုပ်ပေးတယ်ကျောင်းရဲ့ဟိုဘက်မှာပန်းချန်ရှိတယ်ပန်းချန်လေးအဲ့နာမှာမီးဆက်ရှိတယ်ညနေဆိုရင်ဒီမှာရေမောင်းပေးတယ်တန်းစီရတာရေရရှားတယ်ရှားတဲ့ခါကျတော့ဒီလက်ရှိဟိုအုတ်ကန်ဒီမှာတယောက်ကိုရေထန်ပုံ2ပုံတန်းစီဆိုရေမောင်းပေးတယ်ဆိုတော့ကျမတို့ဘက်ကလူတွေပို့လာတယ်လေနော်ဟိုဗုဒ္ဓဘာသာတွေတဲ့ဗုဒ္ဓဘာသာတွေကလည်းသူတို့ဘက်ကဘုန်းကြီးကျောင်းမှာရေကန်ရှိတော့သူတို့အဲ့ဒီမှာလောက်ကျမတို့ဘက်ကဆိုရင်သူတို့မနေ့ဆိုရင်ဖះစကားမတင်နိုင်တော့ຫນွေရသည်လေအဲ့ဒီရေပေးတဲ့အလုပ်လုပ်ရတယ်မနေ့ဆိုအိုးတွေကကျမတို့အနေနဲ့လမ်းပေါ်အထိတန်းစီးနာပဲအဲ့ရေကိုဖြည့်ဆည်းနိုင်ဖို့အတွက်ကိုလည်းကျမတို့ရေကန်ကြီးကိုလည်းပြန်ပြီးမုန်းမှန်တယ်ဒီတွင်းကိုဒီကန်ငါတို့ဆက်ပြီးတော့တူးရင်နည်းနည်းတနေအောင်ပေါ့နော်တခုကြီးတော့မတူးနိုင်ဘူးပေါ့ဒါပေမဲ့ခေါ်ရမှာပေါ့ကလေးတွေလေတူးလို့ရှိရင်နဲ့လေရေကထွက်လေရမှာလေနောက်ကြတော့ကလေးတွေကိုပဲလူငယ်တွေကိုပဲကျမတို့ကတွင်းတူးခိုင်းတယ်ညဆိုရင်လေညဆိုလို့ရှိရင်တွင်းတူးဆိုတာသူတို့ရဲ့လှုပ်အားပါတယ်ပေါ့ဒီဟာကလည်းသူတို့အတွက်ပဲပေါ့ဆိုတော့သူတို့ကလှုပ်တယ်လို့လူကြီးတွေကကြတော့ဒီကလေးတွေစားဖို့ဟိုမုတ်တွေပါတယ်လေလက်ဖက်ချမ်းတွေပါတယ်လေအညလည်းပဲယူလာပေးတယ်သူတို့တွေကလေဟိုပါဝင်နေပေါ့နော်တမျိုးတမီနဲ့လေသူတို့တွေအဲ့လိုမျိုးတွေစစရလှုပ်ပြီးတော့နောက်ဆုံးကြတော့အခုဒီရေကန်ကရေပြည့်သွားပြီအမြဲရေရှိသွားပြီနောက်ဖုန်ကြီးကလည်းကန်ပို့ပြီးတော့ကျဲလိုက်တယ်လေလှုပ်လိုက်တော့ဟ
ဟိုရေလဲအောက်ဖို့များလာတာပေါ့နော်နေရာတွေလည်းရှိလာတယ် နောက်ပြီးတော့ဒီကျမတို့ရွာမှာ10အိမ်တစု10အိမ်တစုဆိုပြီးအဝေစီတွင်းတွေကိုလည်းစစ်စေတွေကနေပြီးတော့မှတူးပေးတယ် ဖာဒနိုအေးရဲ့အခုနေပေါ့နော်အဲ့လိုရေရှားရာကနေမှအဲ့ဒီမှာတုံကင်းနေတူးဖို့ပေါ့နော်ဖြစ်လာတယ်သူဆယ်ဆုံးစာကိုညတဲ့ခါကျတော့အဲ့မှာစစ်စေအိမ်ကြီးက superior ဆိုတော့သူကနေပြီးတော့မှရွာထဲလှည့်ပြီးတော့ကြည့်တယ်နော်ဆယ်အိမ်ကိုတစ်လုံးဆယ်အိမ်ကိုတစ်လုံးတဲ့ဆယ်လုံးစာဆိုနေရာလိုက်ကြည့်တယ်နေရာလိုက်ကြည့်ပြီးတော့မှအဲ့ဒီဆယ်အိမ်မှာဘယ်နေရာမှာဘို့ချမလဲဆိုတာနေရာရွေးတယ်ရွေးပြီးမှတစ်လုံးချင်းတစ်လုံးချင်းအကောင့်ထဲပို့ပြီးတော့မှလုပ်ပေးတာပေါ့နော် ပြက်လို့ရှိရင်ဒီ10အိမ်ရပဲပြင်ရမယ်ဝါရှာကွဲတာတွေရစားသူတို့နဲ့မဆိုင်တော့သူတို့လုတ်ပြီးပေါ့စစ်စေအဲ့ဒါကိုထိမ့်သိမ်းရမယ်ဆိုပြီးတော့မှသူတို့ကနေပြီးတော့မှ10အိမ်တစု10အိမ်တစုမှာအဝေစီတွင်းနေတူးပေးခဲ့တယ်စစ်စေဟိုကရေတွေကလည်းဘယ်လိုလဲဆိုတော့အဝေစီတွင်းတွေနဲ့အားလုံးကတူးနိုင်လာပြီဆိုတော့ပေါ့စစ်စေရေတွေပေါ်လာတဲ့အခါကျတော့အခုဒီတုံငင်လေးတွေကတော့မလိုအပ်တဲ့သဘောမျိုးဖြစ်သွားတာပေါ့စစ်စေနော်ပညာတွေတက်လာတော့အလုပ်အကိုင်တွေရလာတော့စစ်စေကိုယ်အိမ်မှာကိုပိုင်းတုံငင်လေးတွေဟိုကိုပိုင်းဒီလိုအုတ်ကန်လေးတွေကိုပိုင်းဆက်ကလေးတွေနဲ့ပေါ့စစ်စေရဲ့အခုအဲ့ဒါလေးတွေကအိမ်တိုင်းလိုရှိလာတယ်ပေါ့နော်စစ်စေ